လူသက်သမားဟာမိန်းကလေးကိုပြန်ပေးဆွဲပြီးထက်မြက်တဲ့ဓာတ်နဲ့လှိဖြတ်ဖို့လှုပ်လိုက်ချိန်မှာပဲမိန်းကလေးကကြောက်ရွံ့ခြင်းမရှိသလိုငိုလဲမငိုတာကိုတွေးလိုက်ရတယ်ဒါကိုမြင်တော့လူသက်သမားကပိုကြီးတဲ့ဓာတ်နဲ့လှိဖြတ်ဖို့စိတ်ကူးတယ်ဒီလောက်ကြီးမားတဲ့ဓာတ်ကိုမြင်တော့မိန်းကလေးကရေမောလိုက်တယ်ဒါကြောင့်လူသက်သမားကဒေါသတကြီးနဲ့ဘာလို့ရေနေတာလဲလို့မေးတဲ့အခါမိန်းကလေးကမင်းငါ့ကိုမတတ်နိုင်ဘူးဘာလို့လဲဆိုတော့ငါဤစားကမင်းစီကနေငါ့ကိုကယ်လိုက်မယ်လို့ပြန်ပြောလိုက်တယ်ဒီမိန်းကလေးရဲ့နာမည်ကတမီနီဖြစစ်ပြီးယထာဘုဒ္ဓယုံမှာသူမရဲ့ဤစားကိုစောင့်နေတာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူသက်သမားကရောက်လာပြီးဒမီနီမျက်နှာကိုစပရေးဖြန်းကမေးဆေးပေးလိုက်ပါတယ်ဒမီနီမေ့မျောမသွားခင်မှာသူမရဲ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာပါတယ်ဘာလို့လဲဆိုတော့သူမရဲ့မျက်မမြင်ကြီးစားဘုဒ္ဓယုံကိုရောက်လာတာကိုမြင်လိုက်ရလို့ပါလူသက်သမားကတော့သူကမျက်မမြင်မှန်းသိသွားတဲ့အခါဒမီနီကိုခိုးယူသွားပါတယ်ဒါကိုဂေါတန်ကတန်တရားဝင်မိပြီးဒမီနီကိုအောက်ခေါ်လိုက်ပါတယ်အနီးနားကိုလိုက်ရှာတဲ့အခါဒမီနီလက်စွပ်ကိုတွေ့သွားပြီးသူ့ရီစားဒမီနီအန်ရရှိနေပြီဆိုတာသူတေချာသွားပါတယ်အခုနောက်ထပ်ဘာတွေဖြစ်မလဲဆိုတာကိုကြည့်ရအောင်ပါဇလန်းအစမှာလူသက်သမားကမိန်းကလေးတစ်ယောက်ကိုကတင်ပေါ်မှာပတ်လက်လန်ပြီးလက်ခြေထောက်တွေကိုချီနှောင်းကစကားတော်မပြောဘဲခေါင်းကိုခန္ဓာကိုယ်နဲ့ခွဲထုတ်ပစ်လိုက်ပါတယ်ကျန်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုတနေရာမှာသွားထားလိုက်ပါတယ်မနေ့ရောက်တော့ဒီအမှုကရဲလက်ထဲရောက်သွားပြီးရဲတွေကလည်းလှုပ်ထုံးလုံနည်းအတိုင်းစုံစမ်းပြီးပြန်သွားကြပါတယ်ဒီမျိုးမှာပဲမျက်မမြင်ဆက်လိုက်ဂေါတက်နေထိုင်ပါတယ်သူကဒမီနီဆိုတဲ့ရေဒီယိုအော်ပရေတာရဲ့အစီအစဉ်ကိုနားထောင်ရတာကြိုက်ပြီးသူမရဲ့ရှိုးကိုခဏခဏနားထောင်ပါတယ်ဒမီနီအတန်ကိုနားထောင်ရင်ဂေါတန်ကသူမကိုချစ်မိသွားပေမဲ့ဒါကတစ်ဖက်သက်ချစ်ပဲဖြစ်နေပါသေးတယ်ဒမီနီဘဲချိန်ဘဲကိုသွားမလဲနောက်ပါလုံးမလဲဆိုတာဂေါတန်ကကောင်းကောင်းသိပါတယ်ဒါကြောင့်တငယ်ချင်းရချာနိုင်ကန်ရဲ့အကူအညီနဲ့သူမကိုလိုက်ကြည့်နေပါတယ်အဲ့ဒီလိုလိုက်ကြည့်ရင်းနဲ့မင်္ဂလာဆောင်တစ်ခုကိုရောက်သွားပါတယ်ဂေါတန်ကတချင်းဆိုပြီးသူမကိုဆွဲဆောင်မှုစူးစမ်းတယ်လို့ခဏအကြာမှလဲဒမီနီကိုအချစ်ဖွင့်ပါတယ်ဒမီနီကတော့အစမှညင်းလိုက်ပေမဲ့ဂေါတန်ရဲ့တောင်းဆိုမှုကြောင့်ကောင်းပြီးမနှက်ဖြန်ငါသွားမယ့်နေရာကိုမင်းရှာတွေ့ရင်မင်းအချစ်ကိုလက်ခံမယ်မင်းတကယ်ချစ်တယ်လို့ယုံမဲလို့ပြောလိုက်ပါတယ်ပြီးတော့သူမရဲ့မနှက်ဖြန်အစီအစဉ်ကိုရေဒီယိုကနေဂီယူတစိုက်နားထောင်ဖို့အရေးအမွတ်ပြောခဲ့ပါတယ်နောက်တစ်နေ့မှာဂေါတန်ကရေဒီယိုအစီအစဉ်ကိုတေချာနားထောင်နေပါတယ်တစ်ဖက်မှာတော့ဒမီနီကညဘက်ယထာဘုဒ္ဓယုံမှာဂေါတန်ကိုစောင့်နေပါတယ်ဂေါတန်လာမယ်လို့သူမယုံကြည်ထားပေမဲ့အကြာကြီးစောင့်တဲ့တိုင်ဂေါတန်မလာပဲလူသက်သမားရောက်လာကမေးစေးပေးသွားပါတယ်မေ့မျောမသွားခင်မှာဂေါတန်ရောက်လာတာကိုမြင်ပြီးဒမီနီပြုံးမိလိုက်ပါတယ်ဂေါတန်ကဒမီနီအနားရောက်လာပြီးရေမွေးနှံကိုရှူမိလိုက်ပါတယ်ဂေါတန်ကဒမီနီကိုခေါ်ပြီးခုံတန်းလျားဘက်ကိုတိုးသွားပေမဲ့လူသက်သမားကတော့အေးဆေးပဲဒမီနီကိုပခုံးပေါ်တင်ပြီးဂေါတန်ရှိကနေထွက်သွားပါတယ်ဒီမြင်ကွင်းကအရန်ကိုစိတ်လှုပ်ရှားစရာကောင်းလာပါတယ်ဘာပဲဖြစ်ဖြစ်ဂေါတန်ကတခုခုမားနေပြီလို့ခံစားရတာကြောင့်ရဲကိုဖုန်းခေါ်ပြီးအကြောင်းစုံပြောလိုက်လူသက်သမားကတော့ဒမီနီကိုတနေရာခေါ်သွားပြီးလက်ချောက်ဖြတ်ဖို့လုပ်တဲ့အခါဒမီနီကမကြောက်ပဲရေနေတာကိုတွေးလိုက်ရပါတယ်ဘာလို့ရေနေတာလဲမကြောက်ဘူးလားလို့မေးတဲ့အခါဒမီနီကနောက်9ရက်နေရင်ငါမွေးနေပဲအဲ့ဒီနေ့အထိဂေါတန်စီမရောက်ရင်သူငါ့ကိုဘဲကဖြစ်ဖြစ်ရှာတွေ့မှာပဲလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့လူသက်သမားကသူမကိုမတက်ပဲဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်ခဏကြာမှလူသက်သမားကပြည်တစားတယောက်ကိုခေါ်ပြီးမေးဆေးပေးကအခန်းထဲခေါ်လာပြီးဒမီနီနေရာမှာအစားထိုးကခေါင်းကိုဖျက်ပစ်လိုက်ပါတယ်ပြီးတော့ဒမီနီကိုဂေါတန်မင်းကိုလိုက်ရှာတဲ့အခါသူ့ခေါင်းကိုဖျက်ပြီးမင်းလက်ထဲထည့်ပေးမယ်မင်းခေါင်းကိုဖျက်ပြီးသူ့လက်ထဲထည့်ပေးမယ်လို့ပြောပါတယ်နောက်တနေ့လူသက်သမားကအလောင်းကိုအပြင်ထုတ်ပစ်လိုက်ပါတယ်ရဲတွေရောက်လာပြီးရဲရရှိမူသူကကော်မရှင်နာကိုဒမီနီဖခင်ကဒါဒမီနီအလောင်းမဟုတ်ဘူးလို့အတီးပြုကြောင်းပြောပြပါတယ်အလောင်းအကြောင်းကြားတော့ဂေါတန်လည်းရောက်လာပြီးအနက်နဲ့တင်ဒါဒမီနီမဟုတ်ဘူးဆိုတာသိလိုက်ပါတယ်ဂေါတန်ကဆူရှီလာဆိုတဲ့စိတ်ပညာရှင်စီသွားပြီးဒမီနီအသက်ရှင်နေသေးကြောင်းပြောပြပါတယ်ဆရာဝန်ကတော့ဒီလူသက်သမားခေါ်သွားတဲ့သူတိုင်းတေးကြတာမို့မဖြစ်နိုင်ဘူးလို့ပြောပါတယ်ဒါပေမဲ့ဂေါတန်ကရဲကော်မရှင်နာစီသွားပြီးအကူအညီတောင်းပါတယ်အဲ့ဒီမှာပဲအခါပါဆိုတဲ့ရဲသားကအရင်ကဒီအမှုကိုကင်တွယ်ခဲ့တဲ့ကန်လာဆိုတဲ့အငိမ့်စားရဲရရှိအကြောင်းပြောပြပါတယ်ကန်လာစီသွားပြီးအကြောင်းစုံပြောပြပေမဲ့သူမကလက်မခံပဲဆဲဆိုပါတယ်တကယ်တော့ကန်လာဟာမတော်တဆမှုကြောင့်ခြေလက်မတန်တော့ပဲဝီချဲနဲ့နေရတာပါဒါကြောင့်ဂေါတန်ကသူမကိုပါရိုက်ပြီးထွက်လာခဲ့ပါတယ်တစ်ဖက်မှာရဲတွေကပြည်တစားရက်ကွက်ကိုတွားမေးမြန်းရမှာမင်းညကယာနီဆိုသူကဖောက်တဲ့နဲ့ကားကောင်းကောင်းတစ်စီးနဲ့ထွက်သွားတာကိုသိလိုက်ရပါတယ်လူသက်သမားကချမ်းသာပြီးအသက်28-30ကြားဖြစ်မယ်ကားကောင်းကောင်းပိုင်ရှင်ဖြစ်မယ်လို့ခန့်မှန်းရပါတယ်အဲ့ဒီညမှာပဲကန်လာကသူ့မိခင်နဲ့ဂေါတန်အိမ်ကိုရောက်လာပြီးကူညီမယ်လို့ပြောပါတယ်သူမကစစ်စီကအမှုအသေးစိတ်တွေကိုလိုချင်တာမို့ဂေါတန်ကစေယုံကိုတွားပါတယ်အဲ့ဒီမှာအခါပါရဲသားကအကူအညီပေးပြီးစာရွက်တွေကိုမိတ္တူကူးပေးပါတယ်ကန်လာကစာရွက်တွေကိုလေ့လာတဲ့အခါမိန်းကလေး14ယောက်ပျောက်ဆုံးနေတာကိုတွေ့ရပါတယ်အားလုံးကနေကင်းကြောင်တောင်ပျောက်သွားတာပါဂေါတန်နဲ့ကန်လာတို့ကပျောက်ဆုံးသူတွေရဲ့အိမ်တွေစီလိုက်မေးတဲ့အခါအားလုံးကလမ်းမှာပျောက်သွားတာချင်းတူနေတာကိုတွေ့ရပါတယ်
ရာဇဝတ်မှုကျူးလွန်တဲ့နေရာတိုင်းမှာအမိုက်ပုံတစ်ခုတူနေတာကိုဂေါ်ဒန်သတိထားမိပြီးကလေးတွေစီကနေလူသက်သမားကခွေးလေးတစ်ကောင်ကိုအမိုက်ပုံနာချထားပြီးမိန်းကလေးတွေကိုဆွဲဆောင်တာဖြစ်မယ်လို့ခန့်မှန်းလိုက်ပါတယ်။နောက်တစ်နေ့လူသက်သမားကနောက်ထပ်တစ်ယောက်ကိုထပ်ခိုးဖို့လုပ်ပေမဲ့ကန်လာနဲ့ဂေါ်ဒန်တို့ကြောင့်မအောင်မြင်ပါဘူး။လူသက်သမားကဂေါ်ဒန်အိမ်ရှိမှာမက်ဆေ့ချတစ်ခုလာချထားပါတယ်။ဂေါ်ဒန်ကအလောင်းစီကနေဝက်နက်လိုအနက်မျိုးရတာကြောင့်ဝက်ချံတွေကိုလိုက်ရှာပါတယ်။မူတူကတော့ဂေါ်ဒန်တို့ကိုနောက်ယောင်ခံလိုက်နေရင်လူသက်သမားရဲ့ဝက်ချံကိုရောက်သွားပြီးလူသက်သမားကသူ့ကိုထိုးဆေးနဲ့မေးဆေးပေးလိုက်ပါတယ်။လူသက်သမားမရှိချိန်မှာဒမီနီကမူတူကိုနှိုးပြီးထွက်ပြေးခိုင်းပေမဲ့မူတူမပြေးနိုင်ပါဘူးခဏအကြာမှာလူသက်သမားကမူတူကိုတက်ပစ်လိုက်ပါတယ်ဂေါ်ဒန်ကသူတို့ဝက်ချံတွေမှာအထောက်ထားမတွေ့တဲ့အခါစိတ်တက်ကြပြီးအိမ်ပြန်ပါတယ်လူသက်သမားကားရောက်လာတာကိုမြင်တော့ဂေါ်ဒန်ကနောက်ယောင်ခံလိုက်ပြီးရက်ချာနိုင်ကန်ကလည်းလိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲရက်ချာနိုင်ကန်တိတ်ဆုံးသွားရပြီးလူသက်သမားကသူ့ဖုန်းနဲ့ဂေါ်ဒန်ကိုဒမီနီမွေးနေ့မှာငါသူ့ကိုတတ်မယ်လို့ပြောလိုက်ပါတယ်ရက်ချာနိုင်ကန်ရဲ့အလောင်းကို post modern လုပ်တဲ့အခါသူ့ရဲ့လက်သန်းကိုလူသက်သမားကဖျက်ယူသွားတာကိုတွေ့ရပါတယ်ဒါကိုကြည့်ပြီးဂေါ်ဒန်ကနောက်ထပ်မလိုက်တော့ဘူးလို့ပြောတဲ့အခါကန်လာကဒေါသထွက်ပြီးသူမအရင်ကကင်တွယ်ခဲ့တဲ့ကောလိပ်အကြောင်းပြောပြပါတယ်သူတို့ကောလိပ်ကိုသွားပြီးစစ်ဆေးတဲ့အခါဗီဒီယိုထဲမှာပါတဲ့လူတစ်ယောက်ကဘယ်တန်ဖြစ်နေတာကိုတွေ့ရပါတယ်ဒါကိုဂေါ်ဒန်ကသတိရပြီးရက်ချာနိုင်ကန်ရဲ့ပစ္စည်းတွေကိုစစ်ဆေးတဲ့အခါလူသက်သမားရဲ့လက်မှာလက်သန်းမရှိဘူးဆိုတာသိလိုက်ရပါတယ်ဒါကလူသက်သမားကအန်ဂူလီမာဆိုတာကိုသိစေတဲ့အရေးမွက်ပါသူတို့အန်ဂူလီမာရဲ့ဝက်ချံကိုသွားတဲ့အခါရုံးခန်းမှာမြေပုံတစ်ခုတွေ့ပါတယ်တစ်ဖက်မှာလည်းဒမီနီကအဲ့ဒီမှာပိတ်မိနေတဲ့ရေချဲဆိုတဲ့ဆရာမတစ်ယောက်ကိုတွေ့ပါတယ်အန်ဂူလီမာကသူငယ်ငယ်ကဆရာမဆုံးမခဲ့တဲ့ကိစ္စအတွက်အညှိုးထားတာပါကန်လာနဲ့ဂေါ်ဒန်တို့ကရောက်လာတဲ့အခါတိုက်ပွဲဖြစ်ပါတယ်အန်ဂူလီမာကဂေါ်ဒန်ကိုထိုးပေမဲ့ဂေါ်ဒန်ကလည်းပြန်တိုက်ခိုက်ပါတယ်နောက်ဆုံးမှာတော့ဒမီနီကအန်ဂူလီမာကိုနားလည်ပေးကြောင်းပြောပြတဲ့အတွက်သူကိုအဆုံးစီရင်သွားပါတယ်ဇလန်းကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်